ဘောဆိုတာချုံမှုရဲ့လမ်းကြောင်းတစ်ခုလည်းမဟုတ်ပါဘူး။တစ်ခါတည်းမှာကျွန်တော်တို့ဟာအခက်အခဲတွေစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရပါတယ်။ဒါပေမဲ့ဒီအခက်အခဲတွေကိုဘယ်လိုဖြတ်ကျော်မလဲဆိုတာကိုသိထားမယ်ဆိုရင်ဘဝဟာပုံမှန်လွယ်ကူလာပါလိမ့်မယ်။ဒီတော့အခက်အခဲတွေကိုဖြတ်ကျော်နိုင်မယ့်နည်းလမ်းတချို့ကိုကျွန်တော်က sharing လုပ်ပေးချင်ပါတယ်ဗျ။ဗီဒီယိုလေးမဆိုင်မှာကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးလုပ်ပြီးတော့အားပေးကြအောင်ခင်ဗျာ။ notification လေးကိုလည်း on လေးထားပေးကြပါအောင်နော်။ ဒီပါဒါဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးစလိုက်ကြမယ်ဗျ။နံပါတ်1စိတ်ဓာတ်ခိုင်မာမှုကိုဝန်းယူပါအခက်အခဲတွေဖြစ်ကျော်ဖို့ပထမဆုံးလိုအပ်တာကကျွန်တော်တို့ကစိတ်ဓာတ်ခိုင်မာမှုပေါ့နော်စိတ်ဓာတ်ခိုင်မာသူတွေကပြဿနာတွေကိုရင်ဆိုင်ပြီးတော့ဘလောက်ပဲခက်ခဲနေပါစေမပြောင်းမပြတ်ပဲရပ်တည်နိုင်ပါတယ်စိတ်ဓာတ်ခိုင်မာမှုကိုဝန်းယူဖို့ကိုယ့်ကိုယုံကြည်မှုရှိဖို့အကောင်းမြတ်စိတ်ထားဖို့နဲ့စိတ်ဖိစီးမှုကိုကောင်းကောင်းစီမံနိုင်ဖို့လိုပါတယ်နံပါတ်2ပြဿနာကိုသိချသုံးသပ်ပါအခက်အခဲတွေကိုဖြစ်ကျော်ဖို့ပြဿနာရဲ့အရင်းအမြစ်ကိုသိချသုံးသပ်ဖို့လိုပါတယ်ဘာကြောင့်ဒီပြဿနာဖြစ်ရတာလဲဘလို့အခြေအနေတွေကဒီအခက်အခဲတွေကိုဖြစ်စေလဲဆိုတာကိုသိချစဉ်းစားပါပြဿနာတွေကိုနားလည်သွားရင်ဖြေရှင်းဖို့နည်းလမ်းတွေပို့ပြီးလွယ်လွယ်ကူကူရှာတွေ့နိုင်ပါလိမ့်မယ်နံပါတ်3စီစဉ်ဆွဲပါပြဿနာကိုသိပြီဆိုရင်ဘလို့ဖြေရှင်းမလဲဆိုတဲ့အစီအစဉ်တစ်ခုကိုချမှတ်ပါဘလို့အဆင့်တွေလှုပ်ဆောင်မလဲဘလို့အချိန်စရာတွေနဲ့လုပ်မလဲဆိုတာကိုသိချစဉ်းစားပါအစီအစဉ်ရှိရင်ပြဿနာပို့ပြီးတိကျစွာဖြေရှင်းနိုင်ပါလိမ့်မယ်ဗျနံပါတ်4အကူအညီတောင်းပါတခါတည်းမှာကိုတယောက်တည်းရင်ဆိုင်ဖို့ခက်ခဲတဲ့အခါမျိုးမှာအကူအညီတောင်းဖို့မကြောက်ပါနဲ့မိသားစုတငယ်ချင်းဆရာဝန်တွေဒါမှမဟုတ်ကျွမ်းကျင်သူတွေစီကအကူအညီတွေတောင်းပါသူတို့ရဲ့အကြံဉာဏ်တွေကကိုယ့်အတွက်အမြင်သစ်တွေကိုဖွင့်ပေးနိုင်ပါတယ်ဗျနံပါတ်5စိတ်ရှည်ပါအခက်အခဲတွေကိုဖြစ်ကျော်ဖို့စိတ်ရှည်ဖို့လိုပါတယ်တခါတည်းနဲ့ပြဿနာပြေလည်သွားမယ်လို့မျှော်လင့်မထားပါနဲ့ဖြည်းဖြည်းချင်းစူးစမ်းရင်ပြဿနာကိုဖြေရှင်းသွားမှာစိတ်ရှည်ပြီးဆွေးမလျှော့ပဲစူးစမ်းရင်နောက်ဆုံးမှအောင်မြင်မှုကိုရရှိမှာပါဗျနံပါတ်6အတွေ့အကြုံကိုသင်ခန်းစာယူပါအခက်အခဲတိုင်းဟာသင်ခန်းစာတစ်ခုဖြစ်ပါတယ်ဒီပြဿနာကနေဘာတွေသင်ယူလို့ရသလဲနောက်မှဘလို့ရှောင်ရှားလို့လုပ်မလဲဆိုတာကိုသုံးသပ်ပါအတွေ့အကြုံတွေကကိုယ့်ကိုပို့ပြီးတတ်မှလာအောင်ကူညီပေးပါလိမ့်မယ်နံပါတ်9ကိုယ့်ကိုယုံကြည်မှုရှိပါနောက်ဆုံးအနေနဲ့ကိုယ့်ကိုယုံကြည်မှုရှိဖို့ကအရေးကြီးပါတယ်ကိုဟာဒီအခက်အခဲကိုဘလို့ဖြတ်ကျော်နိုင်တယ်ဆိုတဲ့ယုံကြည်မှုရှိရင်ဘလို့အခက်အခဲမျိုးကိုမဆိုရင်ဆိုင်နိုင်ပါလိမ့်မယ်ဗျအခက်အခဲတွေဟာဘဝရဲ့တစ်စိတ်တစ်ပိုင်းမှာဒါပေမဲ့ဒီအခက်အခဲတွေကိုဖြတ်ကျော်နိုင်ဖို့နည်းလမ်းတွေရှိပါတယ်စိတ်ဓာတ်ခိုင်မာမှုစီစဉ်တကျစဉ်းစားမှုစိတ်ရှည်မှုနဲ့ကိုယ့်ကိုယုံကြည်မှုတွေကကိုယ့်ကိုအောင်မြင်မှုစီဥတည်စေမှာပါဒါကြောင့်ဒီအခက်အခဲတွေကိုရင်ဆိုင်ရင်မကြောက်ပါနဲ့ဒါတွေဟာကိုယ့်ကိုပို့ပြီးတမလာအောင်ကူညီပေးနေတာပါဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုသဘောကျရဆိုတော့ like လေးနှိပ်ပြီးတော့ကျွန်တော်ညီကိုလေးအားပေးခဲ့ပါအောင်နော်